Hello. Hey, how are you? Good, good. Ako na may blue ko wala ko. Ano na may si Ulo ko le? Ako dito all na sa na ko yiku champion mo no. Okay. Ako muye zatiya be niya muye la knya. Ko Mali time ma muye da. Mali time ma muye so yiku champion ဖြစ်တယ် Mali time ကမှာပဲကူကြပါ ဒါအကိုရဲ့ရာဆိုရင်ကျွန်တော်ကတော်တော်များကြားဦးရပါတယ်ဒါပေမဲ့ US ဆိုတော့လည်းအကိုရဲ့နာမည်ကိုကျွန်တော်တွေ့ဦးရတယ် ဟုတ်တယ်ကျွန်တော်ခေါ်တာတယောက်ထည့်လာတာလေ ဟောဒါဆိုဒီလူတွေကအကိုရဲ့တပည့်တွေပေါ့ ဟုတ်တယ်ပြောမှဆိုဒီလောက်ငယ်သားတွေပေါ့ သူတို့တွေကိုဒီပညာတွေဘယ်လိုရွယ်ချက်နဲ့သင်ကြားပေးနေတာလဲ ဟိုကိုအနေနဲ့ကသူတို့ဆွန်နီပေးတာလေ practice တွေနေ့တိုင်းဆင်းနေညီကူးတဲ့နဲ့ပတ်သက်ပြီးတော့ ဒါဆိုအကိုကသူတို့နောက်ထပ်လာမို့ဘယ်လိုပြောမလဲကျွန်တော်လည်းပြောတော့မတတ်ဘူးမလို့ ဒါပေမဲ့သူတို့တွေကို practice ပေးတဲ့အချိန်မှာကောင်းနေရအားလုံးကြောစကားအားလုံးနားထောင်တာနားမထောင်သူကပါလဲဆိုတော့ဒီကုန်းသူဝယ်ခိုင်းတယ်ဘဝယ်ဦးပစ္စလက်ကကူကြတာတစ်ခုကလို့ကျွန်တော်အားလုံးကောင်းကြတာ ဟုတ်ကဲ့ဒီကနေလေးကအကိုရဲ့တပည့်အရင်လား ဟုတ်တယ်ညာလက်ရုပ်ဖြစ်တယ် ဒါဆိုရင် तू ကအကိုဘယ်နေရာနဲ့စမှသူ့ရေကူးတာကိုစတင်ခဲ့တယ် तू ကဝါနာပါရလား ငယ်လေးကနေရေကူးတာကိုစတင်ခဲ့တယ်ဒါပေမဲ့ तू ကညာဘက်လက်ကမတန်ဘူးဆိုတော့ရေကူးတဲ့အပေါ်မှာနည်းနည်းချွတ်ရင်ရှိတယ် သူ့မမပြန်ပြီဒါဆိုရင်ဒီကလေးကိုဘယ်လိုရွယ်ချက်မျိုးနဲ့ဘယ်လောက်ထိရွယ်မှန်းချက်ထားရလဲ သူ့ကိုစိတ်ကဆောက်ပြီးတာနဲ့လက်ကိုကောက်အောင်လုပ်ပြီးဒါနဲ့ရေကူးပြန်ပွဲမှာဝင်ဖို့အတွက်ဟိုဆုံးဖြတ်လာတယ် ဒီကလေးရဲ့ရာဇဝင်ပေါ့နော်ကျွန်တော်က Chinese history တော့ကျွန်တော်ဖတ်ကြည့်လို့ချင်တာဒီကလေးရဲ့မျိုးသက်ကကြက်ကြော်ရောင်းမှတက်ခဲ့တယ်ဆိုတာကျွန်တော်တင်ရတယ်ဒါအကွာ ဒါပေမဲ့အခုလက်ရှိရလဲရေကူးတဲ့ထဲမှာကနေမကူးတော့ဘူးလို့ပြောနေတယ်ဘာကြောင့်လဲဆိုတော့Chinese ကစားတဲ့ဆန်မှာကြက်ပြန်ကြုံလို့ပြောတယ် ဟုတ်ကဲ့ Hello ကိုနာမည်ဘယ်လိုလုပ်ခေါ်ပါလဲ ကျွန်တော်နာမည်ဝက်လို့ပါ ဒါဆိုရင်ဘယ်လိုလုပ်မှရေကူးပြန်ပွဲကိုဘယ်လိုစိတ်ကူးမျိုးနဲ့ဝင်ပြန်လဲ ကြက်ပေါင်ရောင်းနေအစီမပြေလို့ရေကူးကလမ်းကြောင်းကြည့်ကြ ဒါဆိုစီးပွားရေးရတော့ကွာ ဟုတ်တာပေါ့ ဒါဆိုအကွေးကဘောကျင်နေကျွန်တော်ရိုက်စမ်းကြည့်ပါနော် ကောင်းတာပေါ့ ကွာဘောတီးတာလေးပဲဒါကြောင့်ရေမှာပလုနဲ့ရှင်းလားဟုတ်ကဲ့ဒါတော့အင်တာဗျူးတော့လားကျေးဇူးတင်ပါတယ်ခင်ဗျာခောက်ခဲ့ပါကျေးဇူးတင်ပါတယ်ကို နောက်လို့လဲလာပေါ့ ဟုတ်ကဲ့